မင်္ဂလာညချမ်းလေးပါခင်ဗျာအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဇနီးရဲ့ပျော်ရွှင်မှုဟာခင်မိုးချစ်ချင်းမေတ္တာပါပဲခင်မိုးကောင်းတဲ့အိမ်တော်တစ်ခုမှာအပေးအယူမြတ်တစွာချစ်ကြမယ်ဆိုတာဟာအိမ်မတန်းမှကြက်တည်ရှိတဲ့မင်္ဂလာတစ်ပါးဖြစ်ပါတယ်ဒါကိုစိတ်ရုပ်တဲ့အပေါင်းအသင်းတချို့ကမြောက်ပစ်ပေးတတ်ကြပြီးသဘောထားမဖြစ်တဲ့ခန့်ညံ့ညံ့ရွှေမျိုးတွေကတော့ကဲ့ရဲ့ပြစ်တင်တတ်ကြပါတယ်လင်းနဲ့မရနှစ်ယောက်ကြားမခံချိမခံသာစကလုံးတွေသုံးပြီးတွေးကွဲစီတဲ့စကလုံးတွေကိုလည်းပြောတတ်ကြပါတယ်တကယ်တော့ခင်မုန်းကောင်းဆိုတာဇနီးအပေါ်နိုင်ထက်စီးနေမပြုတ်တဲ့သူပါဇနီးကအမြဲတည်းလေးစားချစ်ခင်အောင်လဲပြုမှုနေထိုင်တတ်သူပါအိမ်တော်ဦးစီးတောင်ကိုလည်းအပြည့်အဝလောက်ကင်ဆောင်ရွက်နိုင်တဲ့သူလည်းဖြစ်ပါတယ်ပတ်ဝန်းကျင်မှာခင်မုန်းတဲ့ကကိုယ်ဇနီးအပေါ်တဲတဲလို့ချစ်တာမြင်နေရတာအပြည့်ဖြစ်နေလားဒီလိုခင်မုန်းမျိုးကိုဇနီးတိုင်းတော့တလိုချင်ကြပါလိမ့်မယ်အိမ်တော်ကြီးတစ်ခုခိုင်မြဲဖို့ဆိုတာခင်မိုးကောင်းရဲ့ဇနီးအပြန်လာချစ်ချင်းမေတ္တာတစ်ခုတော့ရှိနေတတ်ပါတယ်ဇနီးတယောက်ရဲ့ပျော်ရွှင်မှုတွေဟာခင်မိုးရဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်ဒါကြောင့်ပျော်ရွှင်နေတဲ့ဇနီးနှစ်ယောက်ရဲ့ဘဝမှာတိတ်ခါရှိပြီးလေးစားထိုက်တဲ့ခင်မိုးကောင်းရှိနေလို့ပါအမြဲတမ်းမိုင်တွေ့နေပြီးအလိုမကျဖြစ်နေတတ်တဲ့ဇနီးရဲ့နောက်ွယ်မှာတိတ်ခါမဲ့ပြီးဖောက်ပြန်တတ်တဲ့ခင်မုန်းဆိုးရှိနေပါလိမ့်မယ်ပြည့်စည်ဥစ္စာမပြည့်စုံပေမဲ့ခင်မုန်းကောင်းသာရှိနေပါစေစိတ်ပျော်ရွှင်စွာနေနိုင်မှာဖြစ်ပြီးပြည့်စည်ဥစ္စာချမ်းသာပေမဲ့ခင်မုန်းကောင်းမရှိတဲ့အခါစိတ်ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ခင်မုန်းကောင်းကကိုယ့်ရဲ့ဇနီးကိုချစ်ပြတာဟာရှက်စရာမဟုတ်ပါဘူးဒါဟာအထင်ကြီးလေးစားချီးကျူးဖို့ကောင်းတဲ့ခင်မုန်းကောင်းရဲ့အပြုမှုတွေပါဒီလိုဇနီးမောင်နှံရဲ့အပြန်အလှန်ချစ်ခင်ဂရုစိုက်တတ်မှုတွေဟာပျော်ရွှင်စရာကောင်းတဲ့အိမ်တော်ကြီးတစ်ခုကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်စစ်မှန်တဲ့ချစ်ချင်းမေတ္တာတွေဒါရှိပါစေတာယာနေမှာအမှန်ဖြစ်ပါတယ်ယောက်ျားတိုင်းခင်မုန်းကောင်းများဖြစ်ကြပြီးဇနီးတိုင်းခင်မုန်းအပေါ်မှာလေးစားစွာတန်ဖိုးထားတတ်ကြပါစေဗီဒီယိုလေးကဒီလောက်ပါပဲရှင်လန်းချမ်းမြေ့ကြပါစေမွေးရဲကိုလည်းလေးစားပါတယ်